Step YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မျှဝေသွားမယ့်ခေါင်းစဉ်လေးကတော့ပညာရေးဆိုတာအတန်းပညာထက်ပိုပါတယ်ဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေသွားမှာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာကျွန်တော်တို့လူငယ်တွေကြားထဲပညာတင်ရတာပြင်းစရာကြီးလို့ထင်နေကြတဲ့သူတွေရှိသလိုဘွေးရရင်ရောဘာလို့ရမှာလဲဆိုတဲ့မေးခွန်းတွေနဲ့လမ်းပြောနေတဲ့သူတွေလည်းအများကြီးပါပဲ။ဒါပေမဲ့တကယ်တော့ပညာရေးဆိုတာစာမေးပွဲအောင်ဖို့တက်မဟုတ်ဘူးဆိုတာတကယ်ချင်းသိပါသလားလူငယ်တယောက်အတွက်ပညာရေးဆိုတာတင်ညိုမှုလမ်းနေတစ်ခုပါပဲအတန်းထဲကစာအုပ်တွေမကပဲကိုဘယ်လိုထိန်းချောင်းလိုက်ရမလဲအခက်အခဲတွေကိုဘယ်လိုဖြေရှင်းရမလဲဘဝဝင်ကျင်နဲ့ဘယ်လိုပေါင်းတင်ရမလဲဆိုတာတွေအားလုံးဟာပညာရေးပါပဲစာအုပ်ထဲကပညာကတင့်ကိုအလုပ်ရစေနိုင်ပေမဲ့ပြင်ပလောကကတင်ယူတဲ့ပညာကတော့အသင်ကိုဘဝတစ်ခုလုံးအောင်မြင်အောင်ကူညီပေးမှာပါ။ငွေချင်းတို့အခုချိန်ဟာတင့်ဘဝရဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ရန်အတွက်အချိန်ဖြစ်ပါတယ်။ဒီနေ့ကိုစာမျက်နှာဖတ်တာပဲဖြစ်ဖြစ်ကိုယ်ဝါဒနာပါတဲ့နည်းပညာတစ်ခုကိုလေ့လာတာပဲဖြစ်ဖြစ်အဲ့ဒီရဲ့တင်းမွားတင်ယူမှုလေးတွေကနောက်တစ်ချိန်မှာတင့်ကိုတခြားလူတွေထက်ရှေ့တလန်းပူတာစေမှာပါခေတ်ကအယမ်းမြန်နေပါပြီတင်ယူမှုကိုရပ်တန့်လိုက်တာနဲ့ကျွန်တော်တို့နောက်ကျကြံခဲ့မှာပါဒါကြောင့်ကျောင်းစာတင်မကပဲဘိုးတို့အသစ်တွေကိုအမင်းရှာဖွေနေပါတငယ်ချင်းတို့ပညာဆိုတာဘယ်လို့မှခွင့်ရလို့မရတဲ့ယတနာပါတင်းရဲ့ငွေရတဲ့အချိန်တွေကိုအလားတမဖြုံးတီးပါနဲ့ပညာရှာရင်းနဲ့တင့်ဘဝကိုသူစီပါနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအောင်မြင်တဲ့လူငယ်တွေဖြစ်ကြပါစေနောက်ထပ်မှလည်းဒီလိုမျိုးတန်ဖိုးရှိတဲ့ဗီဒီယိုများကိုဆက်လက်နားဆင်နိုင်ဖို့ရအတွက်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ကစီစဉ်တင်ဆက်သူကိုကျော်ဆက်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်